မိတ်ဆွေယောဂီတော်ရပါလို့ခင်ဗျာတရားပွဲမစမီတရားအလုံးစုံတို့ဤပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားသခင်ကိုရမြတ်ကြီးအားနမောတာတာသုံးကြိမ်ပြီးပူဇော်ကြော၍တရားပွဲစလိုက်ကြပါစို့ခင်ဗျာနမောတတ္တဗုဒ္ဓဝါတရားဓမ္မတော်ကိုချီးမြှင့်ပေးသနာတော်မူပါရာဘုရားတပည့်တော်ချီတော်ဥခိုက်ယုံကြည်စွာလျောက်ထားအပ်ပါသည်ဆရာတော်ရှင်သူမြတ်ဘုရားဒီနေ့အာဇနာတက္ကရီ2569ခုကောဇာတက္ကရီ1389ခုခရစ်တက္ကရီနေယနီ3လပိုင်း2026တပေါင်းလပြည့်နေ့ချမ်းပြည်တော်ပိုင်းမိုင်းရှူဝန်ကန်ရတနာမီသစ္စာဓမ္မယုံ၌ဒီကနေ့ဥပုပ်တိလခံယူစောင့်တည်ကြသောဥပုပ်တေတော်ဆုံးအလူရှင်ကုသရှင်များအားဟောကြားအပ်သောအနုမောဒနာတရားဒေသနာအဲဒီဥပုပ်နေ့ဥပုပ်ဆိုတာပါဠိစကားပြဖြစ်ပါတယ်ဥပောတထဥပောဝတ္တထမြတ်သောနေချင်းတော်လေးပဲရပါလိမ့်ခါတိုင်းလိုနေလို့မဖြစ်ဘူးတဲ့ဥပုပ်နေ့မှာအရိယသူရကောင်းနေတကယ်သို့နေချင်းတနည်းအားဖြင့်ဆိုလိုရပါတယ်မြတ်သောနေချင်းအဲ့တော့ဘယ်လိုမြတ်သောနေချင်းလဲဆိုရင်ခါတိုင်းလို့အလောက်ကိုင်းဆောင်နေရောင်းရေးဝယ်ရေးလုပ်ရေးareaတွေကိုစွန့်ပြီးတာခဏအင်္ဂါ၈ပါးရှိသောသီလကိုခံယူစောင့်တည်ပြီးတော့မိမိရဲ့တဏ္ဍာမှာလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေမဖြစ်အောင်ကြိုးစားပြီးနေခြင်းကိုဥပုပ်လို့ခေါ်ပါတယ်အလားပါဗျာဥပုပ်အဲ့တော့ဥပုပ်ကအင်မတန်အကျိုးများပါတယ်ဘယ်လောက်အကျိုးများသလဲဆိုမြတ်စွာဘုရားက16ရဏအပြည့်ရှိတဲ့16တိုင်းကိုအုပ်ချုပ်တဲ့မင်းရဲ့စီးစိမ်နဲ့ရဏအပြည့်ဆိုတာဘယ်နေရာကူးရဏခုနှစ်မျိုးဖတ်တယ်တပြီလုံးအဲ့လိုမျိုး16တိုင်းကိုအုပ်ချုပ်တဲ့မင်းရဲ့စီးစိမ်ကားတဲ့ကောင်းစွာဥပုပ်အင်္ဂါနဲ့ပြည့်စုံအောင်ဆောင်ထိန်တဲ့ဥပုပ်ဒီလိုက်တရရဲ့ကုသိုလ်ကို16ပုံတစ်ပုံမမြင်ဘူးတဲ့အဲ့တော့ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီးကတော့တလောကလုံးမှာရှိတဲ့ယရနာကတဲ့ဥပုပ်16ပုံတစ်ပုံမမြင်ဘူးတဲ့အဲ့လောက်ထိအကျိုးများတယ်အဲ့ဥပုပ်နေတဲ့အကျိုးများသလားဆိုတော့ခံယူစောင့်ပြီးတိုင်းတော့အကျိုးမများသေးဘူးအဲ့တော့ဥပုပ်အင်္ဂါနဲ့ညီအောင်ဒီမှာအကျိုးများတာအဲ့တော့တခါလုံးကနတ်တိမန်နတ်သမီးတယောက်ကညီးတဲ့နတ်သမီးဆိုတာလူကြီးကိုဆင်ခြင်လိုက်သူတို့ကြည့်တယ်တကူကြီးတယ်လေ
လူကြီးကိုကြည့်တော့ဥပုံနေဒီမှာကျောင်းလေးဇင်ရပြီးဥပုံစခန်းကြီးလူပြည့်နေတာလေ။ဥပုံဒီလာဆောက်ပြီးတဲ့လူတွေကုသိုလ်ကောင်းမှုလုပ်တဲ့လူများတယ်။တို့တောင်းရင်လာလက်ပြီးတော့ဒါစီကတော့မှာတရားမင်းကနတ်သမီးကတရားမင်းနဲ့ညီးပြတာသူကနတ်သမီးတဲ့တင်းထင်းတယ်လို့ဥပုပ်ယူတိုင်းကုသိုလ်ရတာမဟုတ်ဘူးတဲ့တရားမင်းကဥပုပ်ယူတိုင်းကုသိုလ်ရတာမဟုတ်ဘူးလေအဲ့တော့အဲ့ဒီနတ်သမီးကလာတကယ်နတ်ပြည်ရောက်မယ်ဥပုပ်တယ်နဲ့အပေရောက်မယ်နတ်ပြည်ဥပုပ်တယ်ကိုကြည့်ရအောင်ဆိုပြီးတော့လူရန်ဖန်ဆင်းတာအဲ့ဒီနတ်သမီးကိုအလွန်လာပါချောမောတဲ့အမျိုးသမီးငယ်လေးရုပ်ဖန်ဆင်းခိုင်းတယ်အဲ့တော့တရားမင်းကအဖိုးကြီးရုပ်ကိုဖန်ဆင်းတယ်ဖန်ဆင်းပြီးတော့ဥပုပ်တယ်ရှေ့ကနေဖြတ်သွားတာဥပုပ်တယ်ကအများကြီးပဲဥပုပ်တယ်ရှေ့ကဖြတ်သွားတော့ကြည့်နော်ဥပုပ်တယ်ကြီးအမျိုးသမီးကလာလာပါပါချောချောမမလေးရုပ်အသက်ငယ်ငယ်နဲ့အဖိုးကြီးကဇပင်လေးဖြူလို့အသက်ကြီးလို့သူတို့မြင်လိုက်တာနဲ့ပြောပြီးဟေးဟိုမှာကြီးစမ်းလေအမျိုးသမီးကငယ်ငယ်လေးနဲ့အမျိုးသားကအဖိုးကြီးမကြခင်မုံဆုံးမဖြစ်မယ်ဟန်ရဲ့အတင်းပြောနေပြောနေပြီအတင်းပြောနေပါဗျာဒီကအတင်းပြောတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာဥပုပ်ယူပြီးမှအကုသိုလ်မဖြစ်သွားဘူးလားဖြစ်သွားပါတယ်ဗျာအဲ့လိုပဲဖြတ်သွားတချို့ရလည်းမေးတယ်ပေါ့အဲ့သမီးငယ်ဘာတော်လဲဆိုတော့သူရမျိုးသားယောက်ျားပါဆိုယောက်ျားရှားလို့သူချားလို့ဒီလိုအသက်ကြီးတဲ့လူကယူရလားအတင်းပြောနေပြီတချို့ကမှန်ပါဗျာအဲ့ဒါလည်းကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာသူရအတင်းပြောနေပြီလေမှန်ပါဗျာဘုရားတဲ့ဆိုတာအကုသိုလ်မဖြစ်အောင်နေရတာမဟုတ်ဘူးလားမှန်ပါဗျာအဲ့လိုဖြတ်သွားတဲ့ဥပုပ်တွေကတစ်မျိုးမဟုတ်တစ်မျိုးအတင်းပြောနေတာလေအဲ့တော့ယောက်ျားလေးကအမျိုးသားဥပုပ်တွေကသွားတော့လေမကြခင်သူကလည်းမဆုံးမဖြစ်မယ်ပေါ့ငါတို့တန်းစီရမယ်ဘာညာပေါ့အဲ့လိုပြောကြတာယောက်ျားလေးဘက်ကလည်းအတင်းပြောရောအဲ့တော့တဏှာရောက်တော့အမေကြီးတယောက်တဲ့ရည်တောင်းရည်ဘာတွေခတ်တကယ်စီးပြီးလဲတန်ရှင်းလေးလုံးဘုရားပန်းနေလဲဘုရားကုံတော်တွေပွားတဲ့အဲ့ဒီမှာတော့တမီးဘယ်ဟာလာလဲဆိုဒီလိုဝါလာတော့ဘယ်ဘာတော်လဲဆိုတော့သူအမျိုးသားပါအဖေအရွယ်ဆိုတော့အဖေလို့အောက်မေ့ပြီးပြုစုခွင့်လည်းရတာဗောတဲ့အားလည်းအားကိုးရတာဗောအသက်ကြီးတဲ့သူဆိုတော့အဲ့လိုပြောတာလေသူကြတာအကုသိုလ်ဖြစ်လားမဖြစ်ပါဘူးဗျာမဖြစ်ဘူးဟိုမှာတပြည့်စီနဲ့လဲတယ်ရည်နဲ့ခတ်တယ်ဘုရားပေါင်းဝင်လဲတယ်သူတစ်ပါးအတင်းလည်းမပြောဘူးတွေ့လာတာသမီးတဲ့ကုသိုလ်ပြုတိုင်းဥပုပ်နေတိုင်းကုသိုလ်ရတာမဟုတ်ဘူးဒီအမေကြီးတယောက်ပဲသူတတ်ပြီးရောက်မှာဒါကြောင့်ဥပုပ်ဆိုတာအင်္ဂါဆုံးမသီလစင်ကြယ်မှာအကျိုးရတာမဟုတ်ဘူးလားမှန်ပါဗျာစင်ကြယ်မှာအကျိုးရတာအဲ့တော့ဘုရားတက်တော်ထင်ရှားရှိတော့မှာဘုရားသာဝတိပြည်စေလုံးအကြောင်းမှာတရင်တော်နေတော်မူခိုက်အမျိုးကောင်းက900ဥပုပ်နေမှာဥပုပ်ယူကြဥပုပ်ယူပြီးတော့မြတ်စွာဘုရားတော်ရှိခိုးကြောပြီးတော့ရှိမှထိုင်နေတာမြတ်စွာဘုရားမေးတော်မူတယ်စိတ္တတို့ဥပဒကတို့ဥပုပ်တိလာယူကြလားအမှန်ပါဗျာတပည့်တော်တို့900လုံးဥပုပ်တိလာခံယူဆောက်တည်ပါလေဘုရားဆိုတော့တကတို့တဲ့တင်တို့ကရှေးသူတော်ကောင်းတို့ရဲ့အမျိုးအနွယ်ဖြစ်တဲ့ဥပုပ်တိလာကိုဆောက်တည်ကြတာကောင်းသောအလုပ်ဖြစ်တယ်တဲ့သိအကျိုးများတဲ့အလုပ်ဖြစ်တယ်တဲ့ရှေးသူတော်ကောင်းတို့ဒီလည်းပဲမိမိတန်တန်မှာဖြစ်တဲ့ကိလေသာကိုနှိပ်ကုဖို့ရည်ရွယ်ချက်နဲ့ဥပုပ်တိလာကိုနေကြတာရည်ရွယ်ချက်ကနော်
မိမိတန်တာမှာပေါ်မဲ့ကိလေသာကိုနှိပ်ကုဖို့ရွယ်ချက်နဲ့ဥပုပ်နေကြတာတဲ့အဲ့လိုပြောတော့မြတ်စွာဘုရားကဥပဒရာ900မြတ်စွာဘုရားအတိတ်အကြောင်းကိုမိန့်တော်မူပါဗျာဆိုတော့မြတ်စွာဘုရားမိန့်ပြီစိတ္တတို့တဲ့တရားတို့တဲ့ရှေးတုန်းကအင်္ဂတိုင်းမဂဒတိုင်းကာတိတိုင်းသုံးခုရှိတယ်ဒီတိုင်းသုံးခုရဲ့အလယ်မှာအင်္ဂတိုင်းမဂတိုင်းကာတိတိုင်းအလယ်မှာအလုံးပျော်ရွှင်စရာကောင်းသောအလုံးနှစ်သက်ဝဲကောင်းသောတောရှိတယ်ရှုခင်းလည်းကောင်းတယ်ပေါ့အဲ့ဒီတောမှာတဲ့အဲ့ဒီတောမှာဘယ်သူတွေနေကြလဲဆိုခိုနဲ့ခိုတီးနဲ့ခိုမပေါ့ခိုဆိုတာသိတယ်နော်ပါရိဗန်မကောင်ဝါယုံမှနေတယ်ဝယုံမှပါစကားဒီမှာနောက်တနည်းချုံမှမွေတကောင်နေတယ်တဲ့ချုံမှနောက်တနည်းမှာဝုံဆိုတာဘာလူပေါ့ဘာခါလို့ပြောရင်ဘာလူနောက်တနည်းမှာမြေခွေးနေတယ်ဖယားလုံးကလည်းပဲတဲ့ပုံနာမျိုးမှာမွေးဖွားပြီးတော့16နှစ်အရွယ်ရောက်တော့စီးစိမ်တွေအကုန်ဆုံးပြီးတော့ရသေးဝတ်ပြီးတော့တောထဲမှာနေတာတဲ့ဘုရားလုံးအဲ့ဒီတောနာမှာပဲတော့ကျောင်းဆောက်ပြီးတော့ရသေးရဟန်းဝတ်ပြီးတော့နေတာတဲ့အားလုံးပေါင်းလိုက်ရင်5ဦးဘယ်နှဦးလဲ5ဦးပါဗျာ5ဦးဒီ5ဦးကတဲ့ဒီ5ဦးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဘာကိုဟောတယ်လဲဆိုရင်ပြင်စုပောတထာဇဆိုပြီးတော့ဟောတယ်9ယောက်သောဥပုဒ်တွေကိုအကြောင်းပြုပြီးတော့ဟောတယ်တရားမလို့ပြင်စုပောတထာဇဘယ်သူဟောတာလဲဆိုဥပုဒ်တွေ900ကိုဟောတာဘယ်သူဟောတာဥပုဒ်တွေ900ကိုဟောတာပါဗျာကိုဦးစင်းဟောမှာကဒီကဥပုဒ်တွေကိုတရားဟောတယ်တရားမှန်ပါပါတရားဟောတယ်တရားပါဗျာအဲ့ဒါမြတ်စွာဘုရားမိန့်တရားတို့တဲ့ဒီဖယားလုံးကယသိယံဟောပြီးတော့ကျောင်းဆောက်ပြီးနေတယ်ဖယားလုံးရဲ့ကျောင်းအနီးမှာခိုးရှိတယ်ခိုးနဲ့ခိုးမပေါ့အထီးအမသူမယားနဲ့အတူတူနေတယ်တဲ့ခြုံတစ်ခုမှမွေနေတယ်ခြုံတစ်ခုမှဝုန်းနေတယ်ခြုံတစ်ခုမှမြေခွေးနေတယ်တနေ့တော့ခါတဲ့ခိုးကားနဲ့သူအတိုက်ကထွက်ပြီးတော့ဝေယုံကားနဲ့အတိုက်ကထွက်ပြီးတော့သူခိုးမနဲ့အတူတူပေါ့သူမယားနဲ့အစာသွားရှာတာပါရိပါလေနိအစာသွားရှာတော့စွန်တကောင်ကခိုးလာပြီးတော့ခိုးရနောက်ကခိုးမကိုတုတ်ချီသွားတယ်ခိုးမကိုလေမှန်ပါဗျာဆိုးကအကြီးကြီးတုတ်ချီသွားတယ်ခိုးမကိုတုတ်ချီသွားတယ်ခိုးမကိုတုတ်ချီသွားတော့တစ်ပင်မှာသွားပြီးတော့အတန်းကြားရတယ်ခိုးတီးရကြားတော့နောက်လေကြည့်တော့သူမယားမရှိတော့ဘူးကိုမယားပါတော့စိုးရိမ်မှလားမစိုးရိမ်မှလားစိုးရိမ်ပါဗျာစိုးရိမ်စိတ်ဖြစ်သွားတယ်အဲ့တော့သူ့မျက်စိရှင်းနေမဲ့ဆုံကတစ်ပင်ပေါ်မှာတွေးတန်ရဲရဲတတ်ဆားလိုက်ပြီအဲ့တော့ခိုးကစဉ်းစားပြီးခွေးနှလုံးသားမှာပူလောင်မှုဖြစ်လာမှာဖြစ်လားဖြစ်ပါပါဗျာခိုးကစဉ်းစားတယ်ငါမှတော့လောင်ကျွမ်းနေတာအကြောင်းရှာတယ်ဘာလို့ရှာလဲအကြောင်းရှာပါဗျာဆိုးမစိတ်မဆိုးဘူးတဲ့အကြောင်းကိုရှာတယ်ဘာလို့ရှာလဲအကြောင်းကိုရှာပါဗျာသူတို့လည်းမလို့လေသူတစ်ပါးနဲ့စိတ်ဆိုးရင်သူတစ်ပါးကိုပြန်ပြောရမှာလားကိုအကြောင်းရှာရမှာအကြောင်းရှာပါဗျာအကြောင်းဒေါသဖြစ်လောင်မလားမလောင်မလားလောင်ပါပါဗျာလောင်ကျွမ်းတယ်လားဒီလောက်ထိလောင်ကျွမ်းနေတဲ့အကြောင်းပြီးရာဂအကြောင်းဖြစ်တာဘာကြောင့်ဖြစ်တာလဲရာဂကြောင့်ဖြစ်တာပါဗျာမယားကိုခင်တွယ်တဲ့ရာဂရှိလားမရှိလားရှိပါတယ်ဗျာအဲ့ဒီရာဂကုသိုလ်
လားအကုသိုလ်လား အာဟုသောပါဗျာ တတ္တဝါကိုအချမ်းသာအကျိုးပေးမလားဆင်းရဲဒုက္ခပေးမလား ဆင်းရဲဒုက္ခပေးပါပါဗျာ ဒုက္ခပေးမှာအဲ့ဒါဦးဇင်းတို့ဓမ္မတွေလည်းပဲတခုခုအလုပ်ကိစ္စပဲဖြစ်ပြီးကြောက်အယောင်းဝဲလုပ်တဲ့အချိန်ပဲဖြစ်ပြီးချက်ပြုတ်တဲ့အချိန်ပဲဖြစ်ပြီးမိမိရဲ့တန်တန်မှာမကျင်တဲ့ဒေါသချင်းသူများစိတ်ဆွေးရမှာလားဒေါသကိုပယ်တတ်နိုင်အောင်ကြိုးစားမှာလား ဒေါသကိုပယ်တတ်နိုင်အောင်ကြိုးစားရမှာပါဗျာ doso vajsaitam dodam padanati doso vajitam doso padanati sadosam vajitam sadosam tadodam padanati sadosam vajitam sadosam chittanti padanati doda sai point doda sai ne thakha ti pi ba လာပါဗျာ အလုပ်ပေးရတခါလည်းပါတယ်နော် မှန်ပါပါဗျာ ဒေါသပေါ်ရင်ပေါ်တိုင်းပေါ်ဒေါသစိတ်နဲ့ထပ်ခါတိပြီးပါရာဂစိတ်ဖြစ်ရင်ရာဂစိတ်ပဲနီးငိမ့်တတ်နေတာဘာလို့လဲ ဒီနေ့ပါဗျာ အဲ့တော့ကိုကြီးကငါလုံးကျွမ်းနေတာဒီရာဂကြောင့်ပဲငါဒီရာဂကိုမပယ်ပဲနေတော့အဆောင်မရှာတော့ဘူးဆိုပြီးတော့လက်သိကျောင်းဘေးနားမှာပဲတော်ပြီးတော့ဥပုပ်နေလိုက်တယ်။ဗာနေလိုက်တယ် ဥပုပ်နေလိုက်ပါတယ်ဗျာ ။ဥပုပ်နေပြီးတော့အဲ့ဒီရာဂကိုပယ်တတ်အောင်ကြိုးစားမယ်။ရည်ရွယ်ချက်ကဥစဉ်တို့ရောပြီးတော့လည်းဥပုပ်နေတယ်ဆိုတာတခြားအတွက်လားစီးတဲ့ဥစ္စာကြောက်အယောင်းဝဲဖြစ်ဖို့ဥပုပ်နေတာလားကိလေသာပယ်တတ်ဖို့အတွက်ရည်ရွယ်ချက်လား ဒီနေ့ပါဗျာပေါ်ပါရ ရည်ရွယ်ချက်ထားမယ်ဒါကဒေါသမောဟပယ်တတ်ဖို့အတွက်ဥပုပ်နေပါသည်ရည်ရွယ်ချက်မှန်ကန်တယ်အဲ့တော့နောက်တစ်ကောင်နဲ့မွေရအစာသွားရှာပြီးခါတိုင်းနေရာမတော်ဘူးလေသူကရွာနဲ့ဤတဲ့နေရာသွားတော့ရွာနားမှာနွားအုပ်ရှိတယ်နွားအုပ်တွေအများကြီးလာနွားလားအုပ်တစ်ခါရှိတယ်နွားအုပ်တစ်အုပ်လုံးမှာတစ်ကောင်ရှိတယ်နွားကြီးအမျိုးနွားလို့လည်းခေါ်တယ်ဘာခါလို့ပါလ်ကိုဘီဂျန်ကိုရူဝန်ချာနီကြီးနွားဖြူတယ်အဲ့ဒီနွားဖြူကတောင်ဖို့အဲ့ဒီမွေရောက်တဲ့နေရာမှာလာပြီးတော့ဒူးထောက်ပြီးတော့မြေကြီးကိုကောနေတာဂျိုနဲ့သူကကစားနေတာဒါမှမဟုတ်တခြားနွားတွေတွေ့ပြီးတော့သူစိန်ခေါ်နေတာနွားအဲ့လိုအချင်းရှိတာလေဒူးထောက်ပြီးတော့မြေကိုကောနေတာအဲ့ဒါမွေကလည်းကြောက်ပြီးတော့အဲ့ဒီတောင်ဖို့ကအပေါက်ထဲဝင်သွားတာအဲ့ဒီနွားရဲ့ဘေးကနေဝင်တာဖြစ်တဲ့အတွက်မွေကိုနင်းမိသွားတယ်မွေကရမ်းစိတ်ဆိုးသွားတယ်မွေကိုနင်းမိသွားတာကတခြားလားဖတ်တာလား ဖတ်တာပါဗျာ အနာကိုမထိဘူးလား ထိပါတယ်ဗျာ ဖတ်တာမဟုတ်လား မှန်ပါပါဗျာ ဖတ်တာပစ္စယ ဝိရဏပါဗျာ မနာဘူးလား နာပါတယ်ဗျာ တခြားဝေဒနာလားဒုက္ခဝေဒနာလား ဒုက္ခဝေဒနာပါဗျာ ဝေဒနာနာပြီနာတော့ဒုက္ခဝေဒနာတာဟကတံဒေါမနတံဒေါသဖြစ်ပြီဘာဖြစ်ပြီလဲ ဒေါသဖြစ်ပါတယ်ဗျာ ဒုက္ခဝေဒနာနဲ့တပြိုင်နက်မနှောမှဒေါသဖြစ်သွားပြီ မှန်ပါပါ မွေရလေ မှန်ပါ ဒေါသဖြစ်တော့နွားကိုပေါက်ထက်လိုက်တယ်နွားကတေးပြီဟောနွားတေးသွားပြီနွားကအမြုပ်ထွက်လာပြီညုံမဲပြီးတော့တေးပြီးရွာသားတွေလာပြီတလုံးတံပိုးကြီးတဲ့နွားတေးသွားပြီဆိုပြီးတော့ရွာသားတွေပန်းယူလာပြီးတော့သူတို့ပန်းနဲ့ပူဇော်ပြီးတော့ကြိုကြတာရှင်းတော့ကလူတွေရဲ့နွားတွေကိုတံပိုးထားတယ်တေးသွားပြီဆိုရင်လည်းမစားဘူးသူတို့ပန်းနေနဲ့တေချာပူဇော်ပြီးမြေမြုပ်တယ်အဲ့တော့လေဒီဆရာတော်ဘုရားကြီးရဲ့နွားမြစ်တာစာထဲမှာလည်းပါတယ်အမေသာစားတဲ့လူကအဖေအမေရဲ့အသားကိုစားတာနဲ့တူတူပဲတဲ့လောကနီတိမှာပါတယ်တဲ့လေဒီဆရာတော်ဘုရားကြီးကိုယ်တိုင်ရေးထားတာအရှိတော်ကလူတွေလည်းမစားဘူးအမေသာလေဘာလို့ဘုရားဟောထဲမှာလည်းပါတယ်နွားရဲ့ဂုတ်ထဲမှာဓာရောက်တာနဲ့တခါတော့လောကဆောင်နာမည်ကြီးတွေကလောကကိုမဆောင်ရှောက်တော့ဘူးလူတွေမဆောင်ရှောက်တော့ဘူးအဆောင်ရှောက်မလုပ်တော့ဘူးလေဒီဆရာဘုရားကြီးဒီအကြောင်းကိုပြောတော့လေမန္တလေးမှာဘုရားမဟောတာကိုဘုန်းကြီးကဟောနေတယ်လို့တခါတယောက်ကပြောတော့သူကလဲတွေနဲ့နွားလဲတွေနဲ့လာတရားနာတာနွားလဲအဲ့ဒီဘေးနားမှာဖြုတ်ထားတာအဲ့ဒီနွားလဲမှာခြိထားတဲ့နွားကကျိုးပြတ်ပြီးတော့သူ့လာခွေလိုက်အဲ့မှာတည်သွားတာသူကချစ်ချင်းပဲ
လေဒီရှာလို့ရုပ်ပြမတာလေအဲ့တော့နွားကတည်သွားပြီသူတို့လာပြီးတော့တကြိုလိုက်ပြီးမြုပ်လိုက်ပြီးအဲ့တော့မွေကစဉ်းစားတယ်ကြည်စမ်းငါကြောင့်နွားလည်းတည်သွားပြီသူတို့ရွာသူရွာသားတွေလည်းငိုကြတာလေသူတို့လည်းစိတ်မကောင်းဖြစ်သွားတာအကြောင်းကိုရှာပြီးဘာကိုရှာပြီးလဲအကြောင်းကိုရှာပါလေဗျာဘာဖြစ်ဖြစ်အကြောင်းကိုရှာမယ်မြတ်စွာဘုရားရဲ့သာသနာကအကြောင်းတတ်တရားအကျိုးတတ်တရားလားအကြောင်းတတ်တရားလားအကြောင်းတတ်တရားပါဗျာအဲ့တော့အကြောင်းကိုရှာတော့ဒေါသကြောင့်ဘာကြောင့်ဖြစ်သွားတာလဲဒေါသကြောင့်ပါဗျာဒေါသကြောင့်သူလည်းပူလောင်တယ်ခံစားရတယ်နွားလည်းတည်ရတယ်သူတစ်ပါးလည်းမျက်ရည်ကျရတယ်စိုးရင်ရဒေါသကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာနာတိဒေါသတမကလိဒေါသနဲ့တူတဲ့အပြစ်ဆိုတာတခြားမရှိဘူးလေဒေါသဆိုတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာဒေါသနဲ့တည်ငရေဒေါသနဲ့တည်ငရေလည်းမချမ်းနိုင်ဘူးလားချမ်းနိုင်ပါလေဗျာမိမိနဲ့စိတ်မချမ်းသာဘူးသူတစ်ပါးနဲ့စိတ်မချမ်းသာဘူးဘယ်သူမှအကျိုးမပေးဘူးဒီဒေါသကမှန်ပါပါဒေါသဒုစမจิตံဒုစမจิตံတိပဒနာတိသဒုစမจิตံသဒုစမจิตံတိပဒနာတိအလောက်ကလုပ်တဲ့အချိန်ပဲဖြစ်ဖြစ်အယောင်းဝဲလုပ်တဲ့အချိန်ပဲဖြစ်ဖြစ်ချက်ပြုတ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ဒေါသထွက်ပြီးဆိုရင်ဒေါသစိတ်ပဲ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 ထက်ခါတိပြီးပါဒေါသမီးကိုငြိမ်းအောင်လုပ်နေတာထက်ခါတိပြီးပါထက်ခါတိတာဒီစိတ်တ ानु ပဒနာတတိပဋ္ဌာန်ပေါ်တိုင်းတိတာစိတ်တ ानु ပဒနာတတိပဋ္ဌာန်ကြာလိုက်တတိပဋ္ဌာန်ဘာဝနာအနိစ္စမြင်မယ်အဲ့တော့ဒေါသပေါ်တိုင်းတိပြီးပါတဲ့ဒါလည်းဘာဝနာလုပ်တာပဲမိမိကိုဒုက္ခပေးတဲ့ဟာကိလေသာကိုပယ်တောင်းကြိုးစားနေတာပဲအဲ့တော့ဒီမွေရလည်းဒီဒေါသမကောင်းတဲ့တရားပဲငါ့ကိုလည်းဒုက္ခပေးတယ်သူတစ်ပါးဒုက္ခပေးငါတော့ဒီဒေါသကိုမနှိပ်ခုပဲနဲ့အစာရှာမဖက်တော်ဘူးဆိုတော့သူချုံဖို့မှာတော့ပြီးတော့ယသိဒေနာမှာဥပုပ်နေမယ်ဆိုပြီးတော့ဥပုပ်နေတယ်မွေရလည်းဥပုပ်နေကိုယ်ကလည်းဥပုပ်နေဘယ်သူကြံလဲဝုန်းဘာလို့သူကလည်းတော်ဝေးတဲ့နေရာသွားလိုက်တာအစာရှာဖို့ဒီတစ်ခေါက်တော်ဝေးတဲ့နေရာရွာနဲ့နီးတဲ့နေရာသွားလိုက်တာရွာနဲ့နီးတဲ့သွားတော့ခြုံပုတ်တဲ့ဝင်တာကလေးတွေမြင်တော့ရွာနဲ့တော့ပြောတယ်ဝင်လာဆိုရွာလူတွေခြုံကိုဝိုင်းပြီးတော့လေးများနဲ့ပြစ်တာလေခြုံနဲ့ပြစ်တော့သူထိတ်ပေါက်သွားတာလေဘာလို့ လဲခေါင်းပေါက်သွားတာဝန်ကခေါင်းပေါက်သွားတာခေါင်းပေါက်သွားတော့တွေးထွက်ပြီးအမြန်လွတ်အောင်ပြေးတာသူကအမြန်လွတ်အောင်ပြေးပြီးတော့လွတ်တဲ့နေဝေးတဲ့နေရာရောက်ပြီးမှတွေးကြည့်ပြီးသူစဉ်းစားတယ်ကံကောင်းလို့မသေးဘူးတဲ့သူစဉ်းစားတယ်ငါဘာကြောင့်ဒီလိုဒုက္ခရောက်တာလဲဆိုအကြောင်းရှာဘာရှာတာလဲအကြောင်းရှာပါဗျာလောဘကြီးလို့တဲ့ဘာကြောင့်ဖြစ်တာလဲလောဘကြီးလို့ပါဗျာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာအကြောင်းရှာပြီးလောဘကြောင့်သူခရိုင်းအစာရနေတဲ့နေရာမနေဘူးအခုဝေးတဲ့နေရာသွားလိုက်တာခေါင်းမပေါက်ဘူးသားပေါက်သွားတယ်ဒုက္ခရောက်ပြီသူစဉ်းစားတယ်ဒီလောဘကိုငါမငြိမ့်တတ်ပဲနေတာမနှိပ်ခုပဲနေငါအစာမရှာမထွက်တော့ဘူးလေယသိကြောင့်မေးမှသူ့နေရာမှာပဲသွားပြီးတော့ဥပုပ်နေပြီးတော့အဲ့ဒီလောဘကိုနှိပ်ကိုအောင်ကြိုးစားတယ်ဥပုပ်နေတာဘယ်နှယောက်ရှိသွားလဲ9ယောက်ရှိပါပါဗျာမွေရဲ့အဲ့တော့ဘယ်သူကြံလဲမြေခွေးကကဲခါတိုင်းနေရာမဟုတ်တော့သူတနေရာသွားပြီဒီနေ့တော့ဝိဝေသွားခြင်းလေဆိုပြီးသွားတော့မြေခွေးကလေစင်တကောင်လုံးလဲနေတာကိုစင်တကောင်လုံးအဝေးကနေပြီးတော့အဝမ်းသာသွားပြီအမိသွားတယ်ကြဲသိနေတာငါတော့အကြီးကြီးရပြီတဲ့တအားပြောတာအကြီးကြီးရရင်မပြောဘူးလားပြောပါတယ်ဗျာသူစင်တကောင်လုံးရတော့သူတအားဝမ်းသာပြီဒါပေမဲ့ဆင်ရသေးတာကြာပြီလေနမောင်းကိုသွားကြိုက်ကြည့်တော့တိုင်ကိုသွားကြိုက်တယ်လို့ဖြစ်နေတယ်တိုင်ကိုလေမာတောက်ဖြစ်နေတယ်
နေရွက်ကိုကိုင်းကြည့်တော့ကြောက်ဖြာတော့ကိုက်တယ်လို့ဖြစ်နေတယ်အဲ့တော့ဘိုက်ကိုကိုက်ကြည့်တော့လည်းနိုင်ရန်ကိုကိုက်တယ်လို့ဖြစ်နေမာမာကြီးဖြစ်နေအမီးကိုတော့ကိုက်တော့လည်းတပြက်စီကိုကိုက်တယ်လို့ဖြစ်နေတာနောက်ဆုံးသူနေရာရှာတွေ့တယ်ပစ္စဝဲမဲ့ဆိုတာကျင်ကြီးစွန့်နေနေရမစင်စွန့်နေနေရအဲ့ဒီနေရာပျော့ပျော့တဲ့မုံလိုမျိုးပဲတဲ့လူညာပျော့နေတာလေစင်ရဲ့မစင်စွန့်နေနေရလေမှန်ပါဗျာ သူအဲ့နဲ့အာရပါရဝမ်းသာဆိုတာစားတာသူကအာရပါရစားပြီးတော့သူဘာတွေးလဲဆိုတော့ငါတော့အမြဲပဲလုံလောက်သွားပြီသူကစင်တကောလို့ရတာတအားဝမ်းသာတာလေအမြဲပဲလုံလောက်သွားပြီအဲ့တော့ဆိုင်းနဲ့သူအဲ့ဒီမစင်စွန့်နေနေရလေအခေါင်းဖြစ်သွားတာအခေါင်းပြတော့သူဘာလုပ်လဲဆိုတော့စင်ရဲ့ဗိုက်ထဲကိုဝင်သွားတာဗိုက်ထဲဝင်သွားတာ ဘိုက်ထဲကိုဝင်သွားတာဗျာ ဗိုက်ထဲဝင်သွားတော့မိုးလုံးလေးလုံးလုံးချုံသွားပြီသွေးတွေလည်းရှိတယ်ဟောဆိုင်သွေးတောက်လို့ရတယ်ဒီဆိုင်သွေးတောက်လို့ရတယ်ဗိုက်ဆိုင်အတဲနှလုံးလေးစားလို့ရတယ်အဲ့ချင်းဥရီပေါ်မှာအိတ်လို့ရတယ်ဟောဇင်ကြသွားပြီမပြန်တော့ဘူးတဲ့သူကဟောခိုင်းနေမှပြန်တော့ဘူးတဲ့ကြည်စမ်းဘယ်သူကလဲမြေခွေးမြေခွေးကကြည်နော်သူတကောင်းလို့စင်တကောင်းလို့ရဆိုအထက်မှာပဲစားအထက်မှာပဲအိတ်အထက်မှာပဲတောက်သူပြည့်စုံသွားပြီဆိုပြီးတော့အေးဆေးနေတာလောကဒဏ်ဆိုတော့မရှိဘူးလားရှိပါတယ်ဗျာ လောကဒဏ်ဆိုတော့ तू မတွေးမိဘူးအဲ့တော့ကြည့်နော် तू ကဘိုက်ဆိုင်ရမှာပဲစားတယ်ရေဆိုင်တွေးပြီးတောက်တယ်အိတ်ချင်းအိတ်ပေါ်မှာပဲအိတ်တယ်မြေခွေးကတအားအိတ်တာဟုတ် तू ကစားလိုက်အိတ်လိုက်စားလိုက်အိတ်လိုက်ဆိုဝါလာ तू ကလေဝါလာတော့တပြေးပြေးနဲ့ဆင်က6လာပြီနေပူတော့လေ6လာတော့ तू ငကိုဝင်တဲ့အပေါက်ကလားပိတ်သွားပြီဟောဒုက္ခမတွေ့ဘူးလားတွေ့ပါပါဗျာ နေပူတော့ကျုံသွားပြီလေသူ့ဝင်ပေါက်ကပိတ်သွားပြီတခါပိတ်သွားပြီဟောတခါပိတ်တော့ဒုက္ခမရောက်ဘူးလားရောက်ပါတယ်ဗျာ ဘုရားပြေတော့လည်းထွက်လို့မရဒီဘက်ပြေတော့လည်းထွက်လို့မရခုနဝင်လာတဲ့ဝင်ပေါက်လည်းထွက်လို့မရဒုက္ခမရောက်ဘူးလားရောက်ပါတယ်ဗျာ ဒုက္ခရောက်တော့ပြီတဲ့ဒုက္ခရောက်တော့စိတ်ချမ်းသာတယ်ရဲ့လား မချမ်းသာပါဘူးဗျာ စိတ်ဆင်းရဲသွားပြီအဲ့တော့ကံကောင်းခြင်းတော့မိုးရွာလာတယ်။ဘာဖြစ်လာလဲ။ မိုးရွာလာပါတယ်ဗျာ မိုးရွာလာတော့စင်တကောင်လုံးဆူသွားပြီ။ဆူသွားတော့လေနည်းနည်းပြောလာပြီတော့ပြောလာခုနသူ့ဝင်ပေါက်ကပြန်ဟာလာပြီတခါတော့ဟိုအပြုံမြင်လို့ရကြည့်လို့ရတယ်။သူကတအားထိတ်လာနေတာဟုတ်တခါတော့အချင်းချင်းလေးပဲရှိတာတင်းတိုးပြီးထွက်တာလေအမွေးကြီးချွတ်ကုန်တာအဲ့ဒီပြဿနာမဲမှာပဲကတ်သွားတာဝေးအရေးခုတော့ကွာသွားတယ်အရင်ကြောက်သွားတာဟုတ်ထိတ်လာပြီးတော့တင်းတိုးပြီးတော့ထွက်သွားတာတွေးတိုင်ရဲအမွေးကြီးချွတ်တနေရာရောက်ပြီးတော့တက်ပြင်းချပြီးတော့ကံကောင်းလို့တဲ့ကံကောင်းလို့မိုးစင်သူအထဲမှာတေးမှာလားမတေးမှာလားတေးပါပါဗျာ ကံကောင်းလို့မိုးရွာတာအဲ့တော့သူစဉ်းစားတယ်တဲ့ငါဒီလောက်ထိဒုက္ခရောက်တယ်ဘာကြောင့်လဲအကြောင်းရှာတယ်ဘာရှာတယ် အကြောင်းရှာပါတယ်ဗျာ လောဘကြီးလွန်းလို့တဲ့အကြောင်းတွေ့ဘာတွေ့လဲ လောဘကြီးလွန်းပါဗျာ လောဘကြီးလွန်းလို့တဲ့လောဘကချမ်းသာကြောင်းလားဆင်းရဲကြောင်းလား ဆင်းရဲကြောင်းပါဗျာ လောဘကသမုဒိယသစ္စာဘာလဲ သမုဒယသစ္စာပါဗျာ သစ္စာဆိုတာဒုက္ခဖြစ်ကြောင်းရဲ့ဒီကြောင်းဒုက္ခကိုဖြစ်စေတာဒီလောဘပဲလောဘတဏှာပဲဒါကြောင့်မြတ်စွာဘုရားအနေကာဇာတိတဏ္ဍာဆိုကျုံးရတာဒီလောဘကိုငါတွေ့ပြီတဲ့သမုဒိယသစ္စာဒုက္ခဖြစ်ကြောင်းဖြစ်စေတဲ့အကြောင်းတရားကိုတွေ့ပြီဆိုပြီးတော့ကျုံးရတာဘောဓိပင်မှာလေဒီမြေခွေးရတယ်လောဘကြောင့်လောဘကြီးလို့ငါဒုက္ခရောက်တာဒီလောဘကိုမနှိပ်ခုပဲပဲနဲ့တော့ဘာမှအစာမစားတော့မရှာတော့ဘူးဥပုပ်နေမယ်သူနေရာတော့ပြီးတော့ဥပုပ်နေနေတာဘယ်နေရောက်လဲ ဒီရောက်ပါဗျာ ဘယ်သူကျန်လဲ ရသေး ယ ပါ တိယဘုရားလောင်းယတိယဘုရားလောင်းဆိုတာမာမနာကြီးနေတာသူကလေဇာတိမှန်ကြီးနေတာမာမနာကြီးနေတော့တရားမရဘူးတမာတိတော့မရဘူးဟာတမာတိမှမရဘူးသူကမရတော့
ရှင်ပိစိတ်ကဗုဒ္ဓတဆူကဆင်ခြင်ကြည့်လိုက်တာအော်ဒီယတိကဒီဘတ်တကဘာမှာပဲဖျားဖြစ်မဲ့ပုံကိုလေဒီဘတ်တကဘာမှာဒါပေမဲ့မာမနာခံနေတဲ့အတွက်တမာတိနဲ့မရဘူးဇန်နဲ့မရဘူးအပင်နဲ့မရဘူးဖြစ်နေတယ်ငါသွားပြီးတော့သူမာမနာနေကုမှာပဲဆိုပြီးတော့ရှင်ပိစိတ်ကဗုဒ္ဓကြွလာတယ်ယတိကျောင်းသားမှာရောက်လာယတိကျောင်းသားမှာရောက်လာပြီးတော့ယတိနေတဲ့ကြောက်ဖြာမှာကင်ဘလီခွေပြီးတော့ထိုင်ပလိုက်တယ်ရှင်ပိစိကဗုဒ္ဓကသူကအဲမှာရှိနေတာအပြင်ထွက်လာတော့ယတိကရှင်ပိစိကဗုဒ္ဓကိုတွေ့ပြီးတွေ့တော့သူမမနာဖြစ်သွားတယ်ဟေးသူရုပ်တယ်ငါနေရာမထိုင်နဲ့အော်ရှင်ပိစိကဗုဒ္ဓပြောပြီးသူတော်ကောင်းတရားဒီဗဒ္ဒကဘာမှာပဲဘုရားဖြစ်မှာဒီမမနာတဲ့နေတယ်ဒီချစင်းစားအောင်ဒီမမနာတဲ့နေဒီဗဒ္ဒကဘာဂေါရမဘုရားဖြစ်မှာတဲ့အဲ့တော့ဒီပိစိကဗုဒ္ဓကိုလည်းအယုသိမပြုဘူးငါပိစိကဗုဒ္ဓဖြစ်တယ်လို့ပြောရမှာမမနာတက်ပြီးတော့မရှိမခိုးဘူးတဲ့ယသိကလေရှိမခိုးတော့ဘယ်လို့မှဆုံးမလို့မရဘူးဆုံးမလို့မရတော့ရှင်ပိစိကဗုဒ္ဓဘာလို့လဲဆိုတော့ကဲရှင်ယသိတရားငါလိုမျိုးကောင်းကင်ပြန်နိုင်လားခြေတော့မှမြေမုံနေနေမြေမုံနေဝယ်ယူပြီးတော့ခေါင်းပေါ်ကျဲချလိုက်တာသူစံကြည့်ပေါ်လာလေသဘင်ရှိထားတဲ့အခါမှာမုံသူထိတ်လန့်သွားတယ်ဘုရားလောင်းကလေဘုရားလောင်းထိတ်လန့်သွားတယ်ရှင်ယသိကအဲ့လိုမမနာကြောင့်အဲ့လိုလုပ်ပြီးတော့သူကြွားသွားတယ်ဒီမဝန်တာနဲ့ကြွားသွားတယ်အဲ့တော့ရှင်ယသိကစဉ်းစားတယ်ဩငါမမနာကြည်စမ်းရှိခိုးရမယ်ပုဂ္ဂိုလ်တော့မရှိခိုးဘူးငါဒီဘတ်တကဘာမှာပဲဘုရားဖြစ်မယ်ဆိုတော့ဘယ်အချိန်ဖြစ်မယ်လို့တော့မမေးလိုက်ဘူးငါမှဒီမမနာကြောင့်ဒုက္ခရောက်နေတာဒီမမနာကြီးလာပြီဆိုရင်ငါဒုက္ခရောက်မယ်ဆိုပြီးတော့သူအစာမရှာသေးဘူးဆိုပြီးတော့သူကြောင်းထဲဝင်ပြီးတော့သူတော့ဘဝဘုံများဆိုပါရမီကြီးစီခဲ့တာဟိုဘုရားလောင်းဆိုတော့လေမှန်ပါပါဘုရားချတဲ့ဝင်ပြီးချင်းလိုက်တာဇန်အဘိညာဉ်ရတယ်အကုန်ရတယ်တမပတ်၈ပါးလုံးရတယ်အဘိညာဉ်၅ပါးရတယ်အဲ့တော့သူကလည်းဥပုံနေမယ်ဆိုပြီးတော့နေလိုက်တယ်၅ဥလုံးဥပုံနေလိုက်တယ်ဘယ်နှဥလုံးဥပုံနေလိုက်လဲ၅ဥလုံးဥပုံနေလိုက်ပါဗျာ၅ဥလုံးဥပုံနေလို့ပြင်စုဘောတတဇာဆိုပြီးတော့ဘုရားဟောတာဒီ၅ဥလုံးကဥပုံနေတာကကိလေသာကိုနှိပ်ကုဖို့မဟုတ်လဲကိလေသာကိုနှိပ်ကုဖို့ပါဗျာကိလေသာကိုနှိပ်ကုဖို့ရည်ရွယ်ခြင်းနဲ့ဥပုံနေတာဥပုံနေတဲ့အချိန်မှာလည်းအင်္ဂါ၈ပါးကိုဆောင်ထင်းရမယ်ဘယ်နှပါလဲအင်္ဂါ၈ပါးကိုဆောင်ထင်းရမယ်အင်္ဂါ၈ပါးကိုပြိဿာရနားမနေနဲ့နားလဲတော့ဆောင်ထင်းတာပေါ့သူကလေအဲ့တော့ဥပုံယူပြီးနေကြတယ်မြတ်စွာဘုရားက900သောဥပုဒ်တွေကိုဟောတဲ့တရားမဟုတ်ဘူးလားမှန်ပါဗျာဆိုဗျာဟောပြတော့900သောဥပုဒ်တွေရောဒီလောက်တိရစ္ဆာန်တွေတော့မှအရင်တုန်းကကိလေသာကိုနှိပ်ကုဖို့ဥပုဒ်နေကြတာပဲငါတို့လည်းဒီတိုင်းနေလို့ပေါ့နေလို့တော့မဖြစ်ဘူးဆိုပြီးတော့ခန္ဓာပဲညံလဲတာဘယ်ပဲလဲတာလဲခန္ဓာပဲညံလဲတာပါဗျာညံလဲတာလောဘပေါ်ရင်လောဘပေါ်တိုင်းပြောင်းကြိုးစားတယ်ဒေါသပေါ်ရင်ဒေါသပေါ်တိုင်းပြောင်းကြိုးစားတယ်တွေးစိတ်ပေါ်ရင်တွေးစိတ်ပေါ်တိုင်းပြောင်းကြိုးစားတယ်အဲ့ဒါမြတ်စွာဘုရားဇတ်ကိုသိတော်မူတယ်จิตလို့တဲ့900ကိုအဲ့တုန်းကယသိဆိုတာငါဘုရားလောင်းတယ်တဲ့အဲ့တုန်းကခိုးဆိုတာအရှင်အနုရုဒ္ဓရဲ့ဘဝတစ်ခုပဲအဲ့တုန်းကမွေဆိုတာရှင်သာရိပုတ္တရာရဲ့ဘဝပဲအဲ့တုန်းကဝန်းဆိုတာရှင်မကတ္တဗရဲ့ဘဝပဲအဲ့တုန်းကမြေခွေးဆိုတာရှင်မမောဂလန်ရဲ့ဘဝတစ်ခုပဲတဲ့ရှင်သူတော်ကောင်းတွေနဲ့တိရစ္ဆာန်ဘဝရောက်တာတော့မှမိမိတဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေနှိပ်ကုဖို့ရည်ရွယ်ချက်နဲ့ဥပုပ်နေကြတယ်တင်းချစ်တော်တို့တွေတင်းတရားတို့တွေကောင်းသောရှင်အစဉ်လာရှင်အလွယ်ကိုဥပုပ်ဆောက်ပြီးတဲ့ကောင်းသောအလုပ်ကိုလုပ်ခြင်းဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားနည်းနည်းလေးခန္ဓာအကြောင်းပြောလိုက်တာဒီခန္ဓာသည်ဒုက္ခသစ္စာဘာသစ္စာလဲဒုက္ခသစ္စာပါဗျာဒုက္ခသစ္စာဒီဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားကသမုဒယသစ္စာဘာသစ္စာလဲသမုဒယသစ္စာပါဗျာသစ္စာအလုံးကိလေသာအလုံးရဲ့ခေါင်းဆောင်ကတဏှာလောဘဘာလဲတဏှာလောဘပါ
ဗျာသမုဒိယသစ္စာအဲ့တော့ဒီဒုက္ခကိုဒုက္ခလို့သိတာကမေဃသစ္စာဒုက္ခကိုဒုက္ခလို့သိတာကမေဃသစ္စာပါဗျာသစ္စာဆိုတာသီလသမာဓိပညာဓမ္မုတမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိသမာဓိမေကိသုံးပါသမာသင်္ကပ္ပသမာဓိဋ္ဌိပညာမေကိနှစ်ပါးသမာဝါစာသမာကမ္မန္တသမာအာဇီဝသီလမေကိသုံးပါပေါင်းလိုက်မယ်ဘာလဲ၈ပါးပါဗျာ၈ပါးမေကိ၈ပါးမေကိ၈ပါးဒီမေကိ၈ပါးနိဗ္ဗာန်ရောက်ဆုံးလေအဲ့တော့ခန္ဓာ၅ပါးရဲ့ဒုက္ခသစ္စာအကုန်လုံးချုပ်သွားတာသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာချုပ်သွားတာနိရောဓသစ္စာဘာသစ္စာလဲနိရောဓသစ္စာပါဗျာသစ္စာ၄ပါးကိုမြတ်စွာဘုရားဟောလိုက်တာဥပုဒ်တဲ့900လုံးသောတာပန်တည်တယ်ဒီတရားနဲ့ပဲတည်သွားတာဘာတည်တယ်သောတာပန်တည်သွားပါဗျာသောတာပန်တည်အပယ်၄ပါးသွားရသေးလားမသွားရပါဘူးဗျာအပယ်၄ပါးအမြဲအတွက်တကမပိတ်သွားဘူးလားပိတ်သွားပါတယ်ဗျာဒီတိရိစ္ဆာန်ပိတ်တာအတူတကယ်ပဲတော့အခါမှမသွားရတော့စိတ်မချရဘူးလားစိတ်ချရပါပြီသူဘယ်ဘဝပဲရောက်ဘာအလုပ်ပဲလုပ်လို့၅ပါးဒီလားတစ်ချိန်တစ်ခါမှမပြတ်တော့ဘူးအထူးဆောင်ထိန်စရာမလိုတော့မပြတ်တော့ဘူး၅ပါးပါဗျာ၅ပါးဒီလားမပြတ်တော့ဘယ်ဘဝပဲရောက်ဘုရားတရားတန်ခါလာလွယ်တခြားဘယ်သူမှမကူးွယ်တော့ဘူးတရဏဂုံနဲ့မြဲလားမမြဲလားမြဲပါတယ်ဗျာမြဲပါပြီအဲ့တော့သူ့မှာဒုက္ခဘလောက်ကြံလဲဆိုရင်သောတာပန်ဒီရဲ့ပုံပုံမှာလေမြတ်စွာဘုရားဥပမာပေးတာယူဇနာ50ပတ်လေရေကန်နဲ့အလျာအနံအနဲ့ပေါ့ရေကန်အပြည့်မိုင်းနဲ့ပြောမယ်ဆိုရင်မိုင်း400ပတ်လေပေါ့ရှေးတော့အိန္ဒိယအတိုင်းတာနဲ့တယူဇနာ10မိုင်လုံးနဲ့မိုင်း400ပတ်လေရေကန်မှာရေအပြည့်ရှိနေတယ်အဲ့ဒီရေအပြည့်ကိုတမန်မြတ်နဲ့ဒူဘိုလေးပါဏိနိက9ချိန်ခါလိုက်ရင်အများကြီးထွက်မှာလားနည်းနည်းပဲထွက်မှာလားနည်းနည်းပဲထွက်မှာပါဗျာရေကန်ဒုလောက်ဒုက္ခကိုချုပ်သွားပြီသူခံရမယ့်ဒုက္ခအဲ့ဒီတမန်မြတ်ဖြန်းတဲ့9ချိန်တိုးပြီးတော့ခါတယ်လို့ပဲကြံတော့တယ်နောက်တစ်ခုပမာပိရမြတ်စွာဘုရားจิตတော်လက်သက်ခုံးပေါ်မှာရှိတဲ့မြေမုံနဲ့ကဘာမြင့်ကြီးမှာရှိတဲ့မြေမုံကဘယ်အများတယ်လဲဆိုတော့မြတ်စွာဘုရားလက်သက်မုံပေါ်မှာရှိတဲ့မြေမုံကနည်းနည်းလေးပါဗျာနိုင်ရှင်တော့မသိတော့ပါဗျာဆိုအေးငါဘုရားတာသနာမှာမိမိရဲ့ခန္ဓာအကြောင်းကိုကိုယ်ပိုင်ဉာဏ်နဲ့ပိုင်းခြားပြီးတော့သစ္စာ၄ပါးကိုသိတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်သောတာပန်သိတဲ့ပုဂ္ဂိုလ်ဆင်းရဲဒုက္ခကဒီလိုပဲနည်းနည်းပဲဒုက္ခသာကြံပြီးတော့မြေကြီးထူးဒုလောက်ဒုက္ခတွေအကုန်လုံးပဲတတ်ပြီးတဲ့ကျန်ဘလို့အကျိုးမများဘူးလားမများပါဘူးဗျာဒီလောက်အကျိုးများမိမိခန္ဓာအကြောင်းသိလို့မဟုတ်လားမှန်ပါပါဗျာအပြည့်မှရှာလို့တွေ့တာလားမိမိခန္ဓာအကြောင်းသိလို့ရတာလားမိမိခန္ဓာအကြောင်းသိလို့ရတာပါဗျာခန္ဓာကသဘာဝတရားခန္ဓာ၅ပါးဘာတရားသဘာဝတရားခန္ဓာ၅ပါးပါဗျာအခုမြင်နေရအလေးချိန်30 40 50ကပညာခန္ဓာဘာခန္ဓာလဲပညာခန္ဓာပါဗျာဒီကဓာတ်လေးပါအပေါင်းစုဘာအပေါင်းစုလဲဓာတ်လေးပါအပေါင်းစုပါဗျာသုတ်တန်ပုံမဲ့ခန္ဓာဘာခန္ဓာလဲသုတ်တန်ပုံမဲ့ခန္ဓာပါဗျာခွေးဟောင်းတဲ့ခန္ဓာဘာခန္ဓာလဲခွေးဟောင်းတဲ့ခန္ဓာပါဗျာခန္ဓာဓာတ်လေးပါပထဝီဓာတ်က20ပထဝီဓာတ်က20အာဘောဓာတ်က12ပါးတေဇောဓာတ်က4ပါးဝါယောဓာတ်က6ပါးဓာတ်4ပါးအပေါင်းစုသပင်အမွေးခြေတဲ့လက်တဲ့သွားအရင်အသားအကျော်ယူရင်းချင်းစီကြောက်ကနှလုံးအသေးအမြင့်ဆိုတာအသားပေါ်ကဖြူဖြူလေးအပြင်းဆိုတာဝမ်းပိုင်နဲ့နွမ်းနဲ့ရှာသရံအစုပ်ဥမာကြီးဥသိမ်းအစာတိအစာဟောင်းအုံနောင်20ဒါကပထဝီ20အဘောဓာကတဲချီတလိပ်ပြီးသွေးချွေးအစီခဲညံ့ရည်စီကြီးတတွေး
nachi ayo no kusete jaga asi jinge abodaga sanapa tezo daga zirana tezo zabini pyo ayiri ton lo de tezo da di ma nui ni shi de tezo da paripasaka tezo asachi de tezo da dashana tezo pinswa pulong de akha eri apuga tezo da tamyu tantavana tezo tokwe nya phya lo myu phya na de chit de tezo da ga liba wayoda ga athe ko san tella re wayoda augo twa de ni le re so re wayoda one by ma shi de wayoda u the ma shi de wayoda inga menga tamanu wayo inga sai bai nu twa ni de oxygen le da de na pi do win li thwat li wayoda 6 pa di dal le ba di asu ga dal le ba apong su beဒီဓာတ်လေးပါအပေါင်းစုကိုမြင်ပြီးတော့ဟိုဗဒိဘောမှာမန်တတ်ထားသလိုပေါ့မျက်စိမှာကံကြောင့်ဖြစ်တဲ့မျက်စိအကြည်ဓာတ်ရှိတယ်ကံတက်တဲ့ကြောင့်ဖြစ်တာနားမှာကံကြောင့်ဖြစ်တဲ့နားအကြည်ဓာတ်တက်တက်ရှိတယ်နှာခေါင်းမှာကံကြောင့်ဖြစ်တဲ့အကြည်ဓာတ်တက်တက်ရှိတယ်လျှာမှာကံကြောင့်ဖြစ်တဲ့အကြည်ဓာတ်တက်တက်ရှိတယ်ဥကောင်းကလည်းခြေထောက်ဒီအတွင်းရောအပြင်ရောအဲ့နဲ့ထိုးကြည့်တဲ့အချိန်မှာပြီးတဲ့နေရာတိုင်းမှာအကြည်ရုပ်ရှိတယ်ကံကြောင့်ဖြစ်တာအဲ့တော့မနောဆိုတာလည်းရှိတယ်ယုံနဲ့နာဒါကံကြောင့်ဖြစ်တာတွေပဲမနောကလည်းကံကြောင့်ဖြစ်တာဘဝင်စိတ်ကအဲ့တော့ကံကြောင့်ဖြစ်တာဒီ6ဌာနကိုအဲ့ဒီနေရာတွေကိုမြည်ပြီးတော့စိတ်ပေါ်တာဘာပေါ်တာလဲစိတ်ပေါ်တာပါဗျာမျက်စိအကြည်ကိုမြည်ပြီးတော့မြင်စိတ်ပေါ်တာမျက်စိအကြည်မှာနားအကြည်ကိုမြည်ပြီးတော့ကြားစိတ်ပေါ်တာနှာခေါင်းအကြည်ကိုမြည်ပြီးတော့နာမ်စိတ်မွေးစိတ်ပေါ်တာလျှာအကြည်ကိုမြည်ပြီးတော့ချိုးတယ်ဖမ်းတယ်ခမ်းတယ်ငားတယ်ငန်းတယ်ချင်းတယ်ဆိုတော့ပြီးတဲ့စိတ်ပေါ်တာလျှာအကြည်ကိုမြည်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးမှာကာယဝိညာဉ်စိတ်ပေါ်တာအဲ့ဒီအကြည်ရုပ်ရှိလို့မနောရှိလို့တွေးစိတ်လောဘစိတ်ဒေါသစိတ်မောဟစိတ်ပေါ်တာအဲ့ဒီအကြည်ရုပ်တွေရှိလို့အဲ့ဒီပေါ်တဲ့ခန္ဓာအလုံးဒီပရမခန္ဓာဘာခန္ဓာလဲပရမခန္ဓာပါဗျာအကြည်ရုပ်မှာပေါ်လို့များအကုန်လုံးခန္ဓာ၅ပါးပရမခန္ဓာပရိစ္ဆသမုပ္ပါခန္ဓာ၅ပါးပရိစ္ဆသမုပ္ပါခန္ဓာသံဃာလေတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးပရမခန္ဓာဒီပညာခန္ဓာကိုမြည်ပြီးတော့ပရမခန္ဓာ6ဌာနမှာပေါ်တယ်အဲ့ဒီ6ဌာနမှာပေါ်တဲ့ခန္ဓာ၅ပါးကိုနောက်ကနေရှိမရှိအကဲခံမယ်အာယုံ द्वार တိုက်တိုင်းပေါ်တယ်မျက်စိမှာအပြင်ကနေအစင်းတိုက်မှာမြင်စိတ်ပေါ်တယ်ဥပမာကားတစ်စီးရှိတယ်ဆိုရင်သူ့ရဲ့အယောင်အစင်းနဲ့မျက်စိအကြည့်တစ်ခုတိုက်မှာမန်ရှိမှဦးဇင်းတို့ကလည်းတွားရိုက်ရင်အရေးပေါ်လားမပေါ်လားပေါ်ပါတယ်ဗျာဒီခန္ဓာလည်းမန်တဲ့ဝင်သားတာမဟုတ်ဘူးမန်ကလည်းလာတာမဟုတ်ဘူးနှစ်ခုအကြောင်းကြောင့်အဲ့ဒီမှာရုပ်ပေါ်အဲ့လိုပဲမျက်စိအကြည့်နဲ့အပြင်အစင်းကားဆွင်ကားအရင်နှစ်ခုတိုက်လို့မြင်စိတ်ပေါ်တာနားအကြည့်နဲ့အတန်နဲ့တိုက်လို့ကြားစိတ်ပေါ်တာတဘာဝတရားပဲနှာခေါင်းအကြည့်နဲ့အနက်နဲ့တိုက်လို့နာမ်စိတ်မွေးစိတ်ပေါ်တာယာမချူချင်းဖန်ခါငန်းတာရဲ့အကုန်လုံးတိုက်လို့အချူကိုသိတဲ့စိတ်ရှင်တာကိုသိတဲ့စိတ်ငန်းတာကိုသိတဲ့စိတ်ပေါ်တာညာပေါ်မှာကာယအကြည့်မှာဖတ်တော်ရုံတစ်ခုခုလာထိရင်အဲ့ဒီမှာကာယဝိညာဉ်စိတ်ပေါ်တာမနောမှာတစ်ခုဓမ္မယုံလာတိုက်မှာဓမ္မယုံဆိုတာဥပမာရွှေယုံတော့ရွှေယုံဘယ်ဖူးဖူးတယ်လို့ဆိုရင်အခုတွေးလိုက်ပေါ်လားမပေါ်လားပေါ်ပါရဲ့ဗျာအဲ့ဒီ record လုပ်ထားပြီးတဲ့အဲ့ဒီဓမ္မယုံရွှေယုံဆိုတာဓမ္မယုံအဲ့ဒါနဲ့မနောနဲ့တိုက်မှာတွေးစိတ်ပေါ်တာရွှေယုံနဲ့ပတ်သက်လို့အိမ်အကြောင်းတွေးရင်အခုပေါ်လားမပေါ်လားပေါ်ပါရဲ့ဗျာအိမ် record စီပြီးတဲ့အဲ့ဒီဓမ္မယုံဒီမနောမှာလာတိုက်တော့ကြံတွေးစိတ်ပေါ်တာမနောမှာဒီမှာပေါ်တာလောဘပေါ်ရင်လည်းဒီမှာပေါ်တာဒေါသပေါ်ရင်ဒီမှာပေါ်တာအဲ့ဒီခန္ဓာ၅ပါးကိုရှိမရှိအကဲခတ်ဖို့သူဒလဇာဖြစ်ပြီးပြည့်နေတဲ့သူရဲ့အနေဆာကိုမြင်အောင်ကြိုးစားတာဝိပဿနာလုပ်တာဘုရားလေးသိချင်းတဲ့ကဘာတသိမ့်ပါရမီပြည့်စုံအောင်အထုပ်ပြီးမှတွေးတဲ့တရားကိုတွေးတာအဲ့ဒီဒွါရ6ပုံမှာပေါ်သမျှခန္ဓာ၅ပါးရဲ့အနေဆာကိုမြင်ပြီးဆိုရင်ဘုရားတွေးတဲ့တရားကိုတွေးတာ
အဲ့ဒီအနိစ္စကိုမြင်မှသာလေခုနပေါ်တဲ့ရာဂခုနပေါ်တဲ့ဒေါသခုနပေါ်တဲ့ကိလေသာအဲ့ဒါမှနေကုနိုင်မှာဒါကြောင့်ဥပုပ်ရွယ်ချက်ဒီကိလေသာနေကုဖို့ရွယ်ချက်နဲ့စောင့်ပြီးအကျိုးမများဘူးလားများပါတယ်ဗျာအကျိုးများလို့မျိုးဥပုပ်နေမှာတခြားနေလို့နေလို့မဖြစ်ဘူးဥပမာထိုင်ပြီးတော့စကားပြောနေလို့ရှိရင်ဥပုပ်စစ်ရပါမလားမရပါဘူးဗျာထိုင်ပြီးမှဖုန်း Facebook ဖွင့်ပြီးတော့ကြည့်မယ်ဥပုပ်စစ်ဖြစ်ပါမလားမဖြစ်ပါဘူးဗျာဖုန်းဖွင့်ပြီးတော့ Facebook ဖွင့်ကြည့်တာနဲ့ဒီလားစင်ကြပါမလားမစင်ကြပါဘူးဗျာဥပုပ်နေမှာ Facebook မဖွင့်တာကောင်းတယ်အင်တာနက်မဖွင့်တာကောင်းတယ်အဲ့တော့ဖြစ်နိုင်တဲ့နေရာတိတတ်နေပြီးတော့မိမိရဲ့တဏ္ဍာမာရာဂဒေါသမောဟကိလေသာမဖြစ်အောင်နေမှအရိယဥပုပ်စစ်ဖြစ်မယ်တဘာပေါတယ်နော်မှန်ပါတယ်ဗျာအားကြောင့်ရှိသူတော်ကောင်းတို့ဒီလိုပဲတိရစ္ဆာန်ဘဝမှာရောက်တာတော့မှကိလေသာကိုနှိပ်ကိုအောင်ကြိုးစားပြီးတော့ဥပုပ်နေကြသလိုကုသိုလ်တော်တော်များတို့လည်းဒီနေ့တပေါင်းလားဒီနေ့မိမိတဏ္ဍာမှာကိလေသာမဖြစ်အောင်ကြိုးစားမယ်ဖြစ်ရင်လည်းနှိပ်ကိုအောင်ကြိုးစားမယ်လို့ရွယ်ချက်နဲ့ဥပုပ်ကိုစင်ကြယ်အောင်စောင့်တည်ပြီးတော့ဝိပဿနာတရားတွေနဲ့နာကြားပြီးတော့ကိလေသာပေါ်တိုင်းသိအောင်ကြိုးစားပြီးတော့အဲ့ဒီပေါ်တိုင်းကိလေသာရဲ့အနိစ္စဒုက္ခအနတ္တကိုလည်းသိအောင်ကြိုးစားပြီးတော့အနိစ္စဒုက္ခဝိပဿနာဉာဏ်မှတစ်ဆင့်မဉ္ဇဉ်ပူဉ္ဇဉ်တရားအကျိုးများပါစေပြောကြရင်းနဲ့ဒီနေ့ပြင်စုဘောတရဇတ်အချောင်းကိုဤတွေမဲ့နေုံ၆ပါးဒီသူတော်အပေါင်းတို့သာအာယုစွန်လူရှင်ကနန္ဒူမတ္တရာသာသမီမိသားစုကောင်းမှုနေစွန်လူရှင်ကဓမ္မလူရှင်များကောင်းမှုဤတုရှင်လူရှင်များသည်ဤကဲ့သို့ဘုရားမှုရှိသောတန်ဃာတော်ရှင်သူများတို့နှင့်တကွဥပုပ်တိလဆောက်တည်ပြီးတရားဓမ္မများပွားများအထောက်ကြကုန်သောဥပုပ်တေများနှင့်တကွသာသနာကျိုးဆောင်ပုဂ္ဂိုလ်အတွက်လူတိုင်းရသောကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်ဒီခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကြောင့်ကြမြဘာရခတ်သိမ်းစိုးရင်ခတ်သိမ်းတို့မှာကင်းဝေးကြကုန်ဖြစ်၍ကပ်ဘေးအပေါင်းအန္တရာယ်အပေါင်းမှာကင်းဝေးကြကုန်ဖြစ်၍မြတ်စွာဘုရားသာသနာကိုထူထောက်ပါနိုင်သူအထူးကျေးဇူးပြုနိုင်သူသူတော်ကောင်းတွေဖြစ်ပြီးတော့မြတ်ဉာဏ်ပညာနိဗ္ဗာန်ကြောင့်ကျေးဇူးများကြပါစေကုန်သတည်းအလူရှင်မလာဘူးလိုက်ဆိုမယ်ဘာလို့ဘန်ဒီအရှင်မြတ်တို့ဘုရားဘုရားဒီတော်တို့သည်နန္ဒောအနန္တ၅ပါးဥဒိဋ္ဌာလျက်တပေါင်းလာပြည့်နေ၌တရဏဂုံသုံးပါးနှင့်တကွာပညာ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုကောင်းစွာခံယူစောင့်တည်ကြပါကုန်၏သီလ၌တည်၍မြတ်စွာဘုရား၏တရားဟုဖြစ်သောဓမ္မစကြာတရားတော်မြတ်ကိုလည်းယူတည်ဖတ်တရစေကြပါကုန်၏ဥပုပ်သီလနှင့်ပတ်သက်ပြီးတော့အနုမောဒနာတရားဒေသနာကိုလည်းယူတည်အာယုမတကြပါကုန်၏စွမ်းနိုင်သမျှဝေယဝိသကုသိုလ်ကိုလည်းဆောင်ရွက်ကြပါကုန်၏ယနေ့ယခုပြုသမျှဒါနသီလဘာဝနာကောင်းမှုတို့သည်ကုသိုလ်ရှင်အလူရှင်များနှင့်တကွာတပည့်တော်တို့အားလုံးအား
စေတည်း ယနေ့ယခု ယနေ့ယခု ပြုသမျှ ပြုသမျှ ကောင်းမှုကုသိုလ်တို့၏ ကောင်းမှုကုသိုလ်တို့၏ ဘုရားကကို ဘုရားကကို တပိတော်တို့အာလုံးတို့၏ တပည့်တော်တို့အားလုံးတို့၏ ဘဝက ဘဝက အမိအဖ အမိအဖ ဘိုးအဖ အဘောအဖ ဆရာသမား ဆရာသမား ဒီမျိုးမိတ်ဆွေတို့အား၎င်း စေမျိုးမိတ်ဆွေတို့အား၎င်း ကိုဆောင်နဲ့ ကိုယ်ဆောင်နှင့် အိမ်ဆောင်နဲ့ အိမ်ဆောင်နှင့် သစ္စာဓမ္မယုံဆောင်နဲ့ သစ္စာဓမ္မယုံဆောင်နှင့် မြို့ရွာဆောင်နဲ့ မြို့ရွာဆောင်နှင့် ဤယရနာမြေဆောင်နဲ့ ဤယရနာမြေဆောင်နှင့် သာသနာတော်ဆောင်နဲ့ သာသနာတော်ဆောင်နှင့် လောကဆောင်နဲ့မင်းကြီးလေးပါးနဲ့တကွာ လောကဆောင်နှင့်မြင့်ကြီးလေးပါးနှင့်တကွာ တရားမြမ တရားမြတ်မှာ နတ်ဒီဝါပေါင်းတို့အား၎င်း နတ်ဒေဝပေါင်းတို့အား၎င်း ဤယရနာမြေ၌ ဤယရနာမြေ၌ ဆောင်းလျှောက်ကြကုန်သော ဆောင်းရှောက်ကြကုန်သော အမြတ်နတ်ကောင်း နတ်မြတ်နတ်ကောင်း ပေါင်းတို့အား၎င်း နတ်ပေါင်းတို့အား၎င်း ဤယရနာမြေ၌ ဤယရနာမြေ၌ မချွတ်မလွတ်သေးသော မကျွတ်မလွတ်သေးသော အာလုံးသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်း အာလုံးသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်း အရာလေးမျက်နှာ တရားလေးမျက်နှာ အရာရှင်းမျက်နှာ တရားရှိမျက်နှာ အရာဆယ်မျက်နှာတို့၌ တရားစင်မျက်နှာတို့၌ ရှိကြကုန်သော ရှိကြကုန်သော လုံးစုံသောသတ္တဝါတို့အား၎င်း အလုံးစုံသောတတ္တဝါတို့အား၎င်း နေယတနီ ရရတနေ့ ဓမ္မမင်းကြီးအား၎င်း ဓမ္မမင်းကြီးအား၎င်း တရားမြမ တရားမြတ်မှာ နတ်ဒီဝါပေါင်းတို့အား၎င်း နတ်ဒေဝပေါင်းတို့အား၎င်း 30ပုံ၌ 30ပုံ၌ ကျင်လည်ကြကုန်သော ရှင်းလင်းကြကုန်သော ဒုက္ခိတ 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 မြင်အား မြင်အား မမြင်အား မမြင်အား လုံးစုံသောသ